မေလာလို့ ကြောက်ရတယ်လုံးဝကိုက ငါမေလာပြောနေတယ်လို့ ကြောက်ပါကြောက်ပါ အဖွားလည်းမဟုတ်ဘူးအမေလည်းမဟုတ်ဘူး ချိန်လုံးကြိုက်တော့ပါ ဖွားလည်းမဟုတ်အမေလည်းမဟုတ်ဘူးတားလည်းမဟုတ်ဖေဖေလည်းမဟုတ်ဘူးဘူးမှမဟုတ်ဘူးပိုက်ပဲလည်းမဟုတ်ဘူးတုံးမလေးလည်းမဟုတ်ဘူးလေးလေးလည်းမဟုတ်ဘူးဖေဖေလည်းမဟုတ်ဘူးပိုက်ပဲလည်းမဟုတ်ဘူးနေလို့တာနဲ့တနေ့ရလို့အေးကိုတီးတော့မယ် အဲ့တော့မလေးကဘာလို့ပြောပါ ဘာလို့တမလို့ဆော်လို့ ဆောင်းလို့ပါဘာဆောင်းပြော တမကဆင်းလေးလေးဆော်တယ်တူတူကောင်းလေးဆော်တယ် ဟုတ်လားအဲ့ အ တော့ ခု ဘယ် သမီးနိုင်ငံလို့တူတူအဲ့ဆွဲတယ် ကိုကအိမ်ဆွဲတယ်ဟုတ် ကိုကအဲ့ဆွဲပြီးတော့စူညာတယ်စူညာပြီးတော့စားတယ်တီဗီကြည့်တယ် ပြောပါညီမလေးပြောပါ သူကသမီးရဲ့ဆော်တယ်ဆော်ပြီးတော့ရိုက်တယ်ရိုက်ပြီးတော့တစ်ခါရိုက်တယ်တစ်ခါရိုက်ပြီးတော့ပြန်ဆော်တယ်တစ်ခါရိုက်တယ်တစ်ခါမရိုက်ဘူးတစ်ခါပဲရိုက်တော့တစ်ခါရိုက်ပြီးရဲ့အဲ့ဒါလေးပြီးတော့ မပြေရင်းနဲ့ဆောင်းတယ်နော် မလေး ဗုဒ္ဓဤဓမ္မတရားတွေကိုလောက၌မပပြောက်ရစေဖို့နိကတောပါသာစိကဖို့ဆိုတာသာသနာမကွယ်ဖို့အဓိကအရေးပါသုံးသင်တတ်သောမြတ်တာငါလူဘဝခဏရတဲ့အခိုက်တမ်းမှာအတကဘာကြီးတဲ့လူလာဖြစ်တဲ့တင်ကခဏတန်လေးမှာစက်ကြောင်လာကြီးနဲ့သာရှင်ကိုတို့ဟာမထင်ရှားပွားပါလေတသက်တာဘွားခီးတဲ့မြစ်ဖြတ်တန်းလို့တင်ကြသမျှအရာတွေမှာဒုက္ခနဲ့တွေ့ရင်ဆိုင်ဖို့အတွက်အင်အားများပါစေဟိုမှာကြည်စမ်းကွယ်ပန်းဝင်လေးတွေဝင်ကြွလာပါနေ